အားလုံးမင်္ဂလာပါဒီမှာလေးလွာဖိစကတ်ပတန်လေးနဲ့ညှက်ထားတဲ့ပိတ်စလေးကိုတောက်လေးတွေချုပ်ပြထားတယ်ပြီးတော့ဘေးကဓာတ်ဆက်လိုက်ထားတယ်တောက်တွေကိုလည်းမိဘူးတိုက်ထားပေးပါတယ်เนาะအဲ့တော့ဒါလေးကအနောက်ချမ်းဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့အခုရှေ့ချမ်းကိုတစ်ချက်ကြည့်မယ်ရှေ့ချမ်းကအလယ်မတ်လေးကိုလွဲမသွားအောင်လို့သိချအောင်ပင်အပ်လေးနဲ့တွယ်ပြီးတော့ထိန်ထားပေးတယ်ဒီနေရာလေးကအဓိကကြပါတယ်เนาะပြီးတော့ဒီမှာဓာတ်တွေကိုချုပ်ပြီးတော့မိဘူးလေးတွေတိုက်ထားပေးပါတယ်ပြီးတော့ရင်အဖုံးခောက်ရိုးလေးကိုသူ့နေရာနဲ့သူတေချာလေးအဝင်ခွေကြဖြစ်အောင်ပက်တန်လေးနဲ့တေချာလေးချိန်ညှိပြီးတော့မှပြန့်နေအောင်ဒီလိုမျိုးလေးလုပ်ပေးမယ်เนาะပြီးတော့ဒီမှာဘေးမှာဇစ်ကို12လက်မဇစ်သုံးပါမယ်ပြီးတော့ဒီပိတ်စလေးကတော့ဒီအဖုံးချမ်းဆယ်လက်မဖိမဲ့နေရာမှာအောက်မှာပိုးပြီးတော့မှတက်မဲ့ပိတ်စလေးဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒါလေးကိုလည်းညှက်ပြီးတော့ဒါဆက်လိုက်ထားပေးရပါမယ်အဲ့တော့ဒါလေးကိုလည်းတွဲတဲ့အချိန်ကြလို့ရှိရင်အောက်ကပိတ်စလေးရိုင်မသွားအောင်လို့ပင်အပ်လေးတွေနဲ့ဒီလိုတေချာလေးတွဲပြီးမှချုပ်ပေးရပါမယ်เนาะအဲ့တော့3ချမ်းစကတ်နဲ့တူပါပဲဒါပေမဲ့ဒီအတွင်းချမ်းမှာမတူတာကသူ့ကိုအထိန်မရှိဘူးအဲ့တော့ဒီအပေါ်ကဓာတ်နေရာလေးမှာတကြောင်လာပြီးတော့နင်းပေးမယ်เนาะတကြောင်နင်းရင်ရပါပြီဓာတ်တိုင်းလေးပဲเนาะဟိုအောက်ထိဆယ်လက်မထိနင်းစရာမလိုပါဘူးပြီးတော့အပေါ်မှာလည်းအနားလေးတွေလွဲမသွားအောင်ယာယီချီတကြောင်နင်းပေးမယ်ခပ်ပတ်ပြားကိုတော့ထမိတ်စကတ်ခပ်ပတ်ပြားလိုပုံစံမျိုးသုံးပြထားပါတယ်အဲ့တော့အခုဘေးတွဲပြီးတော့ဇစ်တက်ထားမယ်เนาะအခုဒီလိုမျိုးလေးရသွားပါပြီဒီမှာအောက်အနားတစ်လက်မခောက်ပြီးတော့နင်းထားပါတယ်ပြီးတော့ဘေးမှာလည်းဇစ်တက်ထားပေးပါတယ်ဒီလိုပုံစံလေးပါအဲ့တော့စစ်ရဲ့အဆုံးစစ်ကောင်းလေးဟာအပေါ်မှာလက်မဝက်ကြံရပါမယ်เนาะဒီလိုမျိုးလေးဖြစ်နေရပါမယ်ဒီလိုမျိုးလေးပါဖြန့်လိုက်ရင်เนาะဒီဘက်မှာလည်းဒီမှာတုတ်ထားပေးရเนาะပြီးတော့အပေါ်မှာလည်းယာယီချီတစ်ကြောင်းနင်းထားပါတယ်ဒီဟာတော့10လက်မတုတ်ထားတဲ့နေရာပါအတွင်းကနေကြည့်ရင်ဒီလိုမျိုးလေးเนาะပြီးတော့ဒီမှာဇစ်လေးကိုတစ်ခုပြပြပေးမယ်ဇစ်ရဲ့ဒီခေါင်းအကြည်လေးอ่ะဆိုလို့ရှိရင်ဒါထမိတ်ဝိတဲ့ချိန်ကျရင်ပေါင်ရင်းသားမှာရှတတ်တယ်เนาะအဲ့ခါကျတော့ဇစ်ရဲ့အနားလေးတစ်ဖက်ကိုဒီလိုပိတ်ပြီးတော့မှဒီလိုကော်လေးကိုပိတ်ပြီးတော့မှချုပ်လို့လည်းရတယ်เนาะအဲ့တော့ဒီလိုပုံစံလေးချုပ်ပေးလိုက်ပါဟုတ်ပြီအဲ့တော့ခပတ်ပြားတက်လို့ရှိရင်ဒီလိုပုံစံမျိုးတက်မယ်เนาะရှေ့ချမ်းကဘေးကိုတစ်လက်မရှေ့ပြီးတော့ထွက်ပေးရပါမယ်အဲ့ဒါမှချိတ်ကောင်းလေးတက်ပြီးတော့မှဟိုဘက်ကိုလှမ်းပြီးချိတ်လို့ရမှာဖြစ်ပါတယ်เนาะပြီးအဲ့တော့ခပတ်ပြားလေးတက်မယ်ခပတ်ပြားလေးတက်တဲ့အချိန်ကြလို့ရှိရင်ထမိတ်စကတ်တက်တုံးကလိုမျိုးအတင်းဆွဲပြီးတော့မချုပ်ရပါဘူးเนาะဒီလိုမျိုးလေးသူ့အတိုင်းလေးပဲပုံမှန်လေးပဲလိုက်ပြီးတော့မှအလိုက်တင်လေးနင်းပြီးတော့ချုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ရှေ့ချမ်းမှာကဘေးကိုတလက်မရှိ မှာဖြစ်တဲ့အတွက်ကြောင့်မလို့တလက်မခွဲနေရမှာခပတ်ပြားကိုဖြတ်ထုတ်လိုက်ပါမယ်အဲ့တော့အပေါ်ကပုံနေတဲ့အစလေးတွေကိုလည်းညှက်ထုတ်ပေးလိုက်မယ်ပြီးရင်အနောက်ချမ်းကိုလည်းတက်မယ်တက်တဲ့အချိန်ကြလို့ရှိရင်ဒီလိုခောက်ပြီးတော့မှခပတ်ကိုတက်ပါတယ်เนาะစစ်နေရာကြီးကိုဒီလိုဟပြီးတော့မှမတက်ပါဘူးဒီလိုမျိုးခောက်ပြီးတော့မှဘေးမှာအနာလုံးဖို့အတွက်လက်မဝက်ခြံထားပြီးတော့မှချုပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်ဒီနေရာခါလေးကလက်မဝက်စားပြီးတော့မှဝိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုခပတ်ပြားပြအုပ်တဲ့အချိန်ကျရင်တွန့်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနေရာလေးတွေကိုကတ်ကြီးလေးတောက်ပေးပါမယ်အဲ့တော့အကွာဝေးလေးတွေကတော့တစ်ခုနဲ့တစ်ခုကိုတစ်လက်မခွဲနှစ်လက်မလောက်ချပြီးတော့ကတ်ကြီးတောက်ပေးလိုက်ပါပြီးတော့ရင်ခပတ်ပြားလေးကိုအနားလေးတေချာလေးမိဘူးတိုက်ပြီးတော့မှဒီလိုအပေါ်ကနေပြန်ပြီးတော့ဖိပေးပါမယ်နော်တော့ဖိပေးတဲ့အချိန်ကြာလို့ရှိရင်လည်းအောက်ကအနားလေးကိုမိအောင်ဖိပေးရပါမယ်ဒီလိုမျိုးလေးเนาะထိတ်ကိုလည်းတေချာလေးပိတ်ပေးပါဒါလေးကမိဘူးခောက်တဲ့အချိန်မှာတစ်ခါတည်းခောက်ထားပေးရမှာဖြစ်ပါတယ်เนาะတကယ်လို့လက်မနိုင်ရင်เนาะကော်နဲ့တစ်ခါတည်းကတ်လိုက်ပါကတ်ပြီးမှချုပ်လဲရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းချုပ်တဲ့အချိန်ကြာလို့ရှိရင်ပင်အပ်လေးတွေနဲ့တေချာလေးထိန်းထားပြီးမှဖြည်းဖြည်းချင်းချုပ်ပေးပါဒီလိုတစ်ကြောင်နင်းပြီးသွားပြီဆိုလို့ရှိရင်ဘေးအပေါ်နောက်တစ်ကြောင်ထပ်ပြီးတော့နင်းပေးရမှာဖြစ်ပါတယ်เนาะအပေါ်ကနေလည်းဒီလိုတစ်ကြောင်လေးထပ်ပြီးတော့နင်းပေးမယ်ပြီးအဲ့တော့ရှေ့ချမ်းနောက်ချမ်းနှစ်ခုစလုံးကိုဒီလိုပုံစံမျိုးနင်းမယ်เนาะနောက်ချမ်းမှာကတော့ဘေးရှာတလက်မထွက်เสียမလိုပါဘူးသူအတိတိုင်းလေးပဲဒီလိုမျိုးလေးเนาะအဲ့တော့ဒီနေရာလေးချိတ်ကောင်းတက်လိုက်ရင်ရပါပြီပြီးတော့ရင်တော့ခပတ်ပြားတွေကိုမိဘူးတခြားပြန်တိုက်ပြီးလို့ရှိရင်ကျန်တဲ့ဘေးတစ်ချက်ကိုတွဲလိုက်ပါเนาะရှေ့နောက်ဒီလိုမျိုးအလှချင်းထပ်ပြီးတော့မှတွဲလိုက်ရင်ရပါပြီအဲ့တော့တလက်မအတိုင်းချ
ချုပ်စာတစ်လက်မှခြံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်လက်မှနင်းပေးပါမယ်ဒီမှာကတော့လက်တန်းချုပ်ထားတယ်နော်ကိုတိုင်းချုပ်တဲ့အချိန်ကြလို့ရှိရင်တော့ချုပ်စာတစ်လက်မှမြင်းလေးကိုတိချလေးဆွဲပြီးမှချုပ်ပေးပါအဲ့တော့ဒါချုပ်လို့ပြီးသွားပြီเนาะမိဘူးလေးတွေလည်းတိုက်ပြီးသွားပြီဘေးမှာဂျိတ်ခေါင်းလေးကိုဒီလိုမျိုးလေးတက်ထားတယ်ကွင်းလေးကဒီဘက်မှာเนาะအဲ့တော့စစ်ကလေးကိုဖွင့်လိုက်ရင်ဒီလိုမျိုးလေးပါဒါတစ်ထည်လုံးပြီးသွားပါပြီအဲ့ဒီဘက်ချမ်းကချုပ်ရိုးကိုတော့ဒီမှာဒါလေးကိုထိတ်နာလေးမှာခြီလေးတုပ်ထားပေးရเนาะဒီချုပ်ရိုးလေးတွေမလိမ်သွားအောင်လို့ဒါကအတွင်းထဲကနေကြည့်တဲ့အချမ်းเนาะဒီမှာဒီလိုမျိုးလေးဒီလိုပုံစံမျိုးလေးရသွားပါမယ်โอเคအခုဝတ်ပြထားတာလေးကိုကြည့်ရအောင်ဒီမှာကြည့်လိုက်ပါဒီမှာဘေးဘက်ဒီမှာစိတ်ကလေးနဲ့နော်အောက်ကစစ်ကလေးနဲ့ပါပြီးတော့ရင်အနောက်ဘက်ကိုကြည့်လိုက်ပါဒီလိုမျိုးလေးနော်အဲ့တော့တောက်ကိုနှစ်ခုထည့်လို့ရှိရင်တင်လေးကပို့ပြီးတော့လုံးပြီးတော့ကြွားတက်နေမှာဖြစ်ပါတယ်ဒါလေးကအရှေ့နော်အထဲမှာအပိတ်ကလေးနဲ့ပါဟုတ်ပြီနော်အဲ့တော့ဒီမှာ expect pattern ဖြစ်တဲ့အတွက်ကြောင့်မလို့အောက်လေးရှူးရှူးလေးနဲ့အရန်ကိုကြည့်လို့ကောင်းပြီးတော့လှပါတယ်နော်